အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပထမဆုံးဥရောပခီးစဉ်သွားတဲ့ vlog ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒါကတော့လေကွင်းမှာအမတ်တရ group photo ရိုက်ဖို့အတွက်ဒီမှာဝတ်စုံဝတ်ထားတာပါကဲဝတ်စုံလေးလဲပြီးတော့လေမော်တက်ပါပြီဒါကတော့ညီမလေးလာဖို့နဲ့မမရွှေမီတို့ဖြစ်ပါတယ်ကဲအခုချိန်နေရတော့လေးမမရန်အေးလာလို့လာဝင်းရဲ့ဥရှန်ကောင်ငှားပြီးတော့စောင်းထားရပါတယ်တကယ်ကိုအေးပါတယ်နှာခေါင်းနဲ့အောင်ပိတ်တယ်ကဲ transit နောက်တစ်ဆင့်စီးဖို့အတွက်ဘန်ကောက်ကိုရောက်ပါပြီခင်ဗျာခုတော့ပျော်နေသေးတာပေါ့နော်ကဲလေမော်ရောက်ပါပြီကဲပေးလေးနည်းနည်းပေးလိုက်အောင်ဒါကတော့လေမော်ကျွေးတဲ့စားတောက်ခွေရတွေပါကော်ဖီတွေအေးတွေကတော့ခဏခဏလာတိုက်တယ်စားစရာတွေဆိုလဲမစားချင်တော့အောင်လာကျွေးတာ service ကလည်းတကယ်ကိုကောင်းတယ်ဗျာကဲတချင်းတွေနဲ့စီးမျောလိုက်ပါဦးမယ်ခင်ဗျာမစကိုရပါပြီအခုဆိုရင်7နိုင်7ရှိပြီသူကလုံးဝညီမဝင်သေးဘူးအဲ့တခုကဒူးစားရတယ်ဒါပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်တစ်ခုကိုမင်းကိုသွားဖို့အတွက်နောက်ထပ် transit လေးတစ်ခုနဲ့သွားပါမယ် bye bye အခုတော့ဒီမော်စကိုမှာ7:45ညီမစံလို့ရှိဆိုလို့ရှိရင်2နာရီနဲ့7မိနစ်ရှိပြီအခုတော့ action နဲ့ action စတင်ပြီးတော့ကြီးထွားလာပါပြီခင်ဗျာဒါလည်းသူချင်ဟိုမှာဟိုမေရောတိတ်ချရတယ်ကဲနောက်ထပ်လေးရင်စီးဖို့အတွက်ကျွန်တော် shuttle bus ပေါ်ရောက်ပါပြီရုရှားအချိန်ကတော့ည7:46မိနစ်ရှိပြီးတော့မြန်မာစံတော်ချိန်ကတော့မနက်3:18မိနစ်ရှိပါပြီခင်ဗျာအခုရုစီရဲ့ make ရဲ့ဒီချက်ကိုရောက်ပါပြီမလေးအေးလိုက်သူတို့ကပြောတော့နေရာတရားအဲ့တော့မအေးဘူးတဲ့တော့မြန်မာရဲ့စောင်းအောင်ရှိရပါတော့အေးလိုက်တာတော်အေးတဲ့စောင်းအောင်ရှိတယ်ဒီကတည်းကတော်အေးလိုက်တာThank you ပါခုကတော့ Belarus နိုင်ငံ Vitex ဒေသ Glubakov မြို့ကိုရောက်ပါပြီ Glubakov ဆိုတဲ့အဓိပ္ပာယ်က Deep in Russian လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုချိန်ထိကျွန်တော်ရဲ့ vlog ကို like ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ထပ် vlog တွေမှာထပ်မံပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးပဲနှုတ်ဆက်ပါတယ်ခင်ဗျာ bye bye